ရှင်းလဲဆိုတော့ Ice Park ရဲ့ Ice Park yeah Ice Park Ice Park Delhi Delhi yeah ရေခဲအဆူရဲ့ Delhi ဆိုတဲ့တင်ပါငါတို့ဒီနေ့ချင်း reaction လောက်ရမှာအဲ့တော့မင်းငါ့ကိုတစ်ချင်းတစ်ပုတ်ရေးပေးမယ်လို့ပြောတာအဲ့ဒါလေးငါ့ကိုတစ်ချက်ဖွင့်ပြလိုက်ပါ ရှင်းလဲဆိုတော့ Ice Park ရဲ့ Ice Park yeah Ice Park Ice Park Delhi Delhi yeah ရေခဲအဆူရဲ့ Delhi ဆိုတဲ့တင်ပါတော့ delivery ပို့တာလားမသိ Delhi အဲ့လို Delhi လားမဟုတ်အဲ့လိုတော့မဟုတ် Delhi Ice Park ဆိုတဲ့ delivery ပို့တဲ့ sort ကြီးရဲ့တင်ကိုဒီနေ့ review လုပ်အောင် yes ဒါသူချင်းပါနော် music video လည်းအားကြည့်မယ်အာဟာဟိုအထားလေးပါလေဂျာစီ yeah my bro ဂျာစီ shit ဂျာစီထားပါဂျာစီထား rap ဆိုတာဒါတော့ delete ပို့တာ And I'm back in his partner, I'm petty. Call me that B while he eating my ဟဲ့ရောက်တခြားရိုက်ပြတာကွာဆော့ bitch ကြီးကွာဆောင်းရအောင် ဘေးဘူးလီ ဘေးပူဒီ bitch ကြီးကွာတော့ပတ်စံပဲစိတ်ဝင်စားရတယ်ကွာပတ်စံရဖို့ delete လဲပို့မယ်ကွာအဲ့လိုဆော့မျိုးကွာလား delete ဆိုတာငါတိတ်တော့မရှင်းဘူးကွာအဲ့ Ice Spike ဆိုတာသူ့နာမည်တော့ဟုတ်တယ်ကွာ delete ဆိုတာသူဘာပြောချင်လဲ pass me his knock. Baddest little bitch from my ပ block. န်းစကား Baddest be killing my phone. So they always be singing my song. Stepping outside, I'ma put that shit on. 300 and then I perform. You know I'ma get to the bag. သူ့3000ပေးရင် Bitches to the bag. သူ့3000ပေးရင် तू ချော့ပြေးပေးမယ်မင်းအဲ့တော့အဲ့ကွာကွာတော့ तू 3000ပေးလို့ရှိရင်ပုတ်ပေးမယ်ကွာညာအဲ့တော့ What's up, so I cannot react. Yeah, bitches be going outside. She a baddie, she show her panties. She shaking like jelly. သူဆောင်းဆိုးတယ်သူ့ရဲ့အတွင်းကောင်ချွတ်ပြနေတယ်she shaking like jelly jelly လို့လှုပ်နေပါဖင်ရောတော့ It's a Chanel, but I'm still shaking ass in the deli. ဟမ် Delhi ကနေလာခဲ့တာဆိုလားတခုပဲပါဆက်မယ်ဟောပြန်လာထောင် She a baddie, she show her panties. 3 hours later. Delhi မြို့မှာအဲ့တော့မှာသူ့ဖင်ကို jelly လို့လှုပ်ခတ်နေတယ်ဘာမှလဲဆိုတော့ Delhi မြို့မှာDelhi ကမြို့နာမည် Delhi မြို့မှာ Ice Spike ကသူ့ဖင်ကိုရှယ်လှုပ်ခတ်နေပြီးတော့မင်းတို့ငါ့ကို3000ပေးငါပွဲလာကြည့်ပြီးတော့ငါဖင်လှုပ်ပြတာကြည့်လို့ရတယ်ဆိုတယ်ထားပါတော့အဲ့ထားဆိုတာ He like him already. ဟာ But I just hit the fatty. ကောင်လေးသူခေါ်တာ Daddy ကွာတော့ကောင်လေးရမ်းဆွတ်သွား Daddy လို့ခေါ်လိုက်တာအော် shit shit တော့သူကြိုက်တာ Gucci ဟာ seduce me လားချိုးကောင်တွေကလူပတ်နေတယ်သူရှင်းမှာလာပြီး seduce me ကွာသူ့လာပြီးတော့သူလိမ့်ဆက်ဆက်ကြည့်အောင်သူလာမှုဆွဲနေချိုးကောင်တွေကပြောချင်တာ तू ကဘဲကြည့်စောအဲ့တော့ဖင်ကြီးနဲ့ဘဲကြည့်စောကြီးကွာအဲ့တော့ရတယ်ဒါပေမဲ့ तू ကမာနမကြည့်ဘူးနင်တို့3000ပေးငါကပြအဲ့တော့ဟမ်ဟောကောက်ဂျာစီက study ဆက်ဆောင်အနေနဲ့ကြိုက်တယ်ကွာဆောင်း rap ကချာဆောင်းပြည့်တယ်ကွာ Delhi Ice Spike ရဲ့ Delhi ဆိုတဲ့တခြင်းဟုတ်သူက Delhi မြို့မှာကောင်လေးတွေနဲ့အတူပွဲခန့်နေမယ်
ဒါပေမဲ့သူနဲ့ပွဲခန့်ရင်တယောက်3000ပေးရတယောက်ကို3000ရုံဝင်ခွင့်ပေးရင်သူပွဲကိုလာပြီးတော့သူဖင်လို့ပြတာသူနိုးပြသူပူစီလို့ပြတာငါကြည့်လို့ရရှင်းတယ်ကွာတရစ်ခတ်ရဲ့ဆောင်းနစ်ကဆက်ခိုက်တယ်ဟမ်ဒါတော့လူယူလားလူမဲလားတိအဲ့လူမဲကိစ္စတော့မရှိပါဘူးတော့ကာချာဟောနော်ဟစ်ဘော့ကာချာပြည့်သွားခိုက်တယ်โอเคငါတို့နောက်တစ်ပုတ်ကိုမေးရွေးချယ်ပေးတာရှင်တို့က reaction ထပ်လုပ်အောင်ဒါပေမဲ့ဒီမှာပြင်းလာပြီတော့တနေရာသွားကြ သွားကြမယ် Okay let's roll